အားလုံးပဲမင်္ဂလာပါကရင်ပြည်နယ်ကျန်းစိတ်ကြီးမြို့နယ်ပြန်ကတူရောင်ဖျားသိနေပါနဲ့ဖျားရောက်ပွားတော့အကြီးပဲနော်ဖျားအမြင့်ကတော့35ပေအောက်ထပ်မှာရောက်ပွားတဆူထက်တယ်မယ်တဲ့ပြင်လောက်နေတယ်ဖျားတဲ့နည်းနည်းရှိပြီတက်ပဲနေရောဖျားတီးလို့ဖျားလက်စုထားလို့ပြင်လို့တက်ပဲနေရောပဲပြီးဒါဖျားဖို့တောက်လေကဖျားดูလုပ်လိုက်ဟဲ့ဟုတ်နေမယ်ကြားပြီးတော့အကုန်ဒီမှာဖြည်းဖြည်းရမယ်ဟုတ်ပြီကိုရလားဟိုချမီပေါ်တာရောက်ပါတော့ဟဲ့လို့ပြန်စားတယ်ပါရောရိုက်လိုက်တာဟမ်လုတ်ပြီးလို့တက်တည်ပြငါတို့ပြိုက်တယ်တော့ရောနေနေမြေဟုတ်ပါလားအမေကတော့ဘာဒုက္ခခံခိုင်းဝရအောင်ဒီဝရင်းဗါလေမေလူ